မင်္ဂလာပါကျွန်မဝက်နံယူမြင့်ချင်းလေးပေါ့နော်ချက်ပြပါမယ်ဝက်နံယူလေးရဲ့ထောင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်နီချင်းလေးရဲ့ပြီးသွားပြီဆိုရင်တော့ကျွန်မတို့ဒီမြင့်ချင်းလေးပေါ့နော်မြင့်ချင်းလေးရဲ့အရင်ဆုံးအိုးလေးပူလာပြီဆိုရင်တော့စီလေးထည့်လိုက်ပါမယ်ရှင်စီလေးထည့်ပြီးဒီစီလေးပူလာပြီဆိုရင်တော့ကျွန်မတို့ထောင်းထားတယ်ပေါ့နော်ကြက်သွန်ဖြူကြက်သွန်နီချင်းလေးပေါ့နော်ညက်နေအောင်ထောင်းထားတဲ့ဟာလေးပေါ့အယောင်တင်မုံလေးနဲ့ထောင်းထားတဲ့ဟာလေးကိုကျွန်မတို့ထည့်ပြီးစီလေးတက်လိုက်ပါမယ်ရှင်စီလေးတက်လိုက်ပါမယ်စီလေးတက်ပြီးသွားပြီဆိုရင်တော့ကျွန်မတို့အရင်ဆုံးစွန်းနှင်းမုံလေးပေါ့နော်အနှဲငယ်ထည့်လိုက်ပါမယ်စွန်းနှင်းမုံလေးအနှဲငယ်ထည့်ပြီးတော့စီချက်တက်ပါတယ်ရှင့်ပြီးသွားပြီဆိုရင်တော့လေကျွန်မတို့ငပိစိန်စားလေးအနှဲငယ်ပေါ့နော်ငပိစိန်စားလေးအနှဲငယ်ထည့်လိုက်ပါမယ်ထည့်ပြီးတော့ငပိလေးမှုေးလာတဲ့အထိပေါ့နော်ကျမတို့စီလေးဆက်တက်လိုက်ပါမယ်ရှင်ငပိလေးကိုကြည့်အောင်ခြေပြပေါ့နော်ဒါဆိုတော့ကျမတို့ချက်သားမုံလေးအနှဲငယ်ထည့်ပါမယ်ချက်သားမုံလေးရဲ့ပြီးသွားပြီဆိုတော့ငပြားလေးအနှဲငယ်ရဲ့ထည့်ပြီးတော့စီလေးဆက်တက်လိုက်ပါမယ်ရှင်ကျမတို့ချက်သွန်ပြူချက်သွန်နီချင်းလေးရဲ့ပေါ့နော်အနံ့လေးမှုေးလာတဲ့အထိကျမတို့စီတက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဝက်နံယူလေးထည့်လိုက်ပါမယ်ဝက်နံယူလေးတွေထည့်ပြီးတော့ကျမတို့ချက်လိုက်ပါမယ်ရှင်ဝက်နံယူလေးထည့်ပြီးဆက်ချလိုက်ပါမယ်ပြီးဆိုရင်တော့လေကျမတို့လေဒီဝက်နံယူလေးနူးကောင်ဆိုပြီးတော့ပေါ့နော်နူးဖို့အတွက်ဆိုရင်တော့ကျမတို့ရေနွေးတည်ထားတာလေးရှိရဆိုရေနွေးလေးထည့်ပြီးတော့ပေါ့နော်ရှင်နွေးလေးထည့်လိုက်ပါမယ်ရှင်နွေးတော့ကျူတယ်ထားပေါ့နော်ရှင်နွေးလေးထည့်ထားပါမယ်အဲ့ဒါမှဝက်နံယူကနူးမှာဆိုတော့လေရှင်နွေးလေးထည့်မှနူးမှာပြောရည်ဆိုတော့အဖုံးလေးခဏအုပ်ထားလိုက်ပါမယ်ကဲဝက်နံယူလေးဒီချင်းလေးရောက်ပြီဆိုတော့ကျမတို့မြစ်ချင်းလေးထည့်လိုက်ပါမယ်ရှင်မြစ်ချင်းလေးထည့်လိုက်ပါမယ်မြစ်ချင်းလေးထည့်ပြီးတော့ပြန်ပြီးအဖုံးလေးအုပ်ထားလိုက်ပါမယ်ကဲရပါပြီဝက်နံယူလေးနဲ့မြစ်ချင်းလေးနဲ့ပေါ့နော်ကဲနည်းနည်းလေးမြည်ကြည့်လိုက်ပါမယ်အရသာလေးနည်းနည်းလုံနေရဖြစ်တဲ့အတွက်ချက်သားမှုန်လေးစားလေးနည်းငယ်ရယ်ပြောရည်ဆိုရင်တော့ဒီချက်သားမှုန်လေးရေပေါ့နော်ထည့်လိုက်ပါတယ်ထည့်ပြီးတော့ကျွန်တော်တို့ဆက်မွေပါတယ်ရှင်ပြောရည်ဆိုတော့ကျွန်တော်တို့ညှစ်ကိုလေးဟိုမှာဝတ်သားလေးနူးမနူးပေါ့နော်ဇုံလေးနဲ့နည်းနည်းလေးဖိကြည့်လိုက်တယ်ပြောရည်ဆိုတော့ဟောပေါ့ညှစ်ချင်လေးနူးမနူးပေါ့နော်ညှစ်ချင်လေးညှစ်နဲ့ပြောက်မပြောက်ကျွန်တော်တို့မြည်ကြည့်လိုက်ပါသေးအဆင်ပြေပါတယ်တဲ့ရပါပြီဝက်နံယူညှစ်ချင်လေးရပါပြီရှင်